တော့အင်းလေးဖောင်တော်ဦးဖျားပါဒီမှာကျွန်တော်တို့အင်းလေးဖောင်တော်ဦးဖျားကိုရောက်ရှိတာပါခင်ဗျအင်းလေးဖောင်တော်ဦးဖျားပါလို့ဖောင်တော်ဦးဖျားကိုရောက်ရှိနေရပါပြီလေးဖောင်တော်ဦးဖျားပါအဲ့တော့ဈေးတွေပန်းတွေရောင်းနေတာပါခင်ဗျအမီအဒီဆွေးပြီးတမဆင်းကြမှာပြေးလို့ရတဲ့ဒါနော်ဒီပန်းလေးဝယ်ပြီးတော့သူမရဟာဦးတိတဲ့ကျမတူအခါနဲ့တာနဲ့နာပါကြလို့သူတို့နာသွားရောင်းလို့ပြီးမရောင်းဘူးလေအမေကြီးရောက်နာတာနာဝယ်ပြီးတာအဆင်းကြမှာပြေးလို့ရတဲ့ရောက်ဘယ်လောက်တော့ဒါတဆုံတာမှာ9000ပဲတာဆုံတာ9000ပဲတာဖယားငါစုလုံးရှိတယ်လေတဆုံမှာ1000ပဲကြတဲ့တာနော်ဒီတဆုံလေးယူကြပန်းလေးယူလေပေါ့အမေကြီးကဒီမင်းချင်းတက်တယ်ဒါဘယ်လောက်တော့ဒါတပိ1000 5000 5000ဒါ5000ပါတယ်ဒါဘယ်လောက်တော့5000တာလေ5000လိုက်တာနေယူခဏလေးပဲရတဲ့ပြန်ကြပါဆုံးတာယူလေပေါ့ဒါအရှင်းကြမှာပေးရောက်ချဲတော်ပြီတော့ရှင်းကြမှာပေးတာချပြီးတော်ပြီ